ဒါတဲ့ dance မှာတော့ she's with Leo မော်လေးကတော့ပုံပြီး fine နေမလားလို့ပေါ့လေဒါပေမဲ့လည်းတစ်ဖက်မှာလည်း can ဖြစ်နေတဲ့အတွက်ကြောင့် can retribution ဆိုတာဟိုးရင်ကနေအစားကြော်လို့မရတဲ့အနေထားဆိုတော့ she's အနေနဲ့ can ကိုကြော်ပြီး retribution လာပေါက်နိုင်မလားဆိုတာထပ်ပြီးကြည့်ရမယ် David Face ကတော့ team fight မှာတော်တော်လေးဆိုင်လို့ကောင်းတယ် David Face ကိုပိုင်းထားရင် instant team မှာ Messi 3 kind တွေတစ်ဖက်မှာလည်း Jesus damage တွေ retribution မှာတော့ can ပြန်ရသွားတယ်ဗျာအဲ့ဒါမှာ first plan အနေနဲ့နောက်တစ် she's ကိုထပ်ပြီးရထားနေပဲအောက်မှာရှိနေဆိုတော့ Yan Ace ကိုပါထပ်မပြစုံသက်ရင်းနဲ့ပဲ first start တဲ့တူ Hiroki အကောင်ကြီးအကောင်ကိုတော့ Messi စပြီးရထားတာပဲဖြစ်ပါတယ်Let's kick ကောက်လေးတောက်လျှောက်ပြန်ပြီးချပြီးနေတယ်ကျွန်တော်တို့ဒီဘက်ကပွဲစဉ်လေးကိုလည်း like share လေးလုပ်ပေးနေတယ်ပဲကျွန်တော်တို့ဒီဘက်က Let's kick ကောက်လေးအားလုံးကန်ဆန်းနိုင်ပါလေဟုတ်ပါတယ်အဲ့ဒါ objective 5 from Messi စတဲ့ dance of Danny ဒီဘက်ကလည်းလာတယ်ဝင်တော့လာတဲ့ retribution again ထပ်ပြီးရထားတယ်ရန် Ace baby အိမ်နိုင်ကျွန်တော် halo part နေတယ်တူပဲကန် one for one တော့ထွက်သွားသေးတယ်ဗျာဒီဘက်ကလည်းဒီကုန်းလေးနဲ့ပြန်ရအောင်ပဲရန်ဝင်လာတဲ့ Yan Ace ပြန်ပြီးတော့ဒီကြောင်ထပ်လုပ်ထားနေတယ်ပဲဒီဘက်ကကန်ဆောင်နေတာတန်ဖောင်လေးနဲ့တန် flash တန် red ကျင်ကြတယ်မကန်ခပ်ပြီးတော့ပေးလာသေးတယ်ဒီ5မှာနေကကျတော့တဲ့တိုင်းတာတစ်ခုမှာအေးရောက်တေချာလေးဝင်သွားယူထားတယ်ပလာလေးပေါ့ဒီတော့အများကြီးပေါ်လို့ပြန်ပြီးပေးထားနိုင်တယ်ပြီးတော့နောက်ပိုင်းဆိုပြီးဒီတော့ wine check တွေဒီမှာမြင်ပေါ်တဲ့တိုင်းဒီ force spin တွေနောက်မှရောက်လာပြီ great damage တွေကြားထဲမှာနောက်ဆုံး team fight တွေအောက်ပေါ် damage အများကြီးများသွားတယ်ကျွန်တော်ပြောင်းမသိဘူးပြန်ပြောတယ် Yan Ace only can only နေပဲထထိန်ထားနေတယ်မှာကန်ဘာမှလုပ်ခွင့်မရဘူးဗျအဲဆိုကြားထဲမှာ cherry kibi ကိုပြန်ရထားနေတယ်ဘာမှလည်း Yan Ace ကိုပြန်ရထားတယ်မသိစီဒီတာတဲ့ fight လေးပြန်ရောက်ယူနိုင်ပါဆိုမရဘူးလက်ကလာမရှိနေတာတခုမှနောက်ဆုံးတာတယ်နေပြန်ပြီးတော့ပေးလိုက်ရပြီဗျာတော့ဒီပြန်တိုက်ထားရဲဆိုပြီးတော့ output damage ဆက်လိုက်ပြီးတော့ကိုချစ်ကမလိုက်နိုင်တဲ့နေတာတခုမှတော့မလာနေနေလည်းပြန်ပြီးထွက်ပြီးဘူရဲဟိုးဝေးရနေလမ်းဖမ်းလိုက်တယ် image တန်းတောင်းသွားတယ်ဗျာဘက်ကဝိုင်းချက်ပြန်ပေးထားတယ်တော့ပေါ်နေကြားထဲမှာတော့ဘူရဲတကောင်တော့ပြန်ရထားတယ်ဒါပေမဲ့ဒီကိုရန်လွတ်နေတဲ့တိုင်းတာတစ်ခုမရှိဘူးချက်ဖို့နဲ့ချိုးလာတယ်ဆိုပေမဲ့စစ်မပြေဘူး Yan Ace တော့ပေါ်နေလိုက်ထိုးမှာတော့အရန်ချိုးလာတယ်အလီတာတကောင်တော့ဒီဘက်မှာ champion duty ပြန်ရောက်တော့ယူထားနိုင်ပါသေးတယ်မတစီဗတဲ့ဖွေးလေးကောင်းတယ်ဆိုပြီးတော့ဒီဘက်မှာလည်းမလာနေအတိုင်းအားနိုင်နေတဲ့ device အားကြီးကြားထဲမှာ champion duty မလက်မလောက်ပြီးတစ်ဖက်ထားနိုင်တယ်ဆိုတော့နောက်ပိုင်းကလိုအပ်တဲ့ idea ပြန်ရသွားမယ်ဆိုတော့ဒီပွဲကိုကျွန်တော်ပြန်ပြန်သွားမလားဆိုတော့ထကြည့်အောင်ဒီကနေ့ပဲဒီကမှာလည်းသူတို့ပဲချင်းချင်းကြာကြာတယ်ဒီကကြီးတီရောတယ်ဆိုချင်ရှိတယ်ဒီကောင်ကလည်းဒီကောင်ဒီစားလေးခဲ့တယ်ဟိုမှာချယ်မီတူဒီ magic play ကြီးပြန်ပြီးတော့ပြပြလိုက်တယ်ကန်နေတဲ့ down နဲ့အဲ့ဒါမှ Yan Ace ပေါ်ပေါ်နေတဲ့မှာ Messi တက်ပြီးတော့မထိန်ခိုင်းနိုင်တယ် damage တွေအများကြီး too much damage တွေကြားထဲမှာတော့ Messi ပတ်မှတ်ပြီးတော့ down သွားတယ်2 man တော့ပဲဒီကိုလက်ခံနိုင်ရတယ် Messi မှာနောက်ကတော်တော်များများကြာသွားရင်တော့ only second အလုံးမှာထပ်ပြီးတော့ပလာဒီဆက်လက်ပြီးတော့ပဲမေဂလေးကိုထပ်မှတ်ပြီးချိုးဖို့ချိုးသားနေပြရလိုက်ပြီးဝိုင်းချက်အနေနဲ့တော့လွဲသွားရဆိုတော့ Yan Ace ထပ်ပြီးတော့မထိန်းထားတယ်ဒါပေမဲ့ရှီစုတော်လေးကိုကျော်သွားလီတာဂျမ်မစ်စီကြားထဲမှာဒီကို SYD နဲ့တူပဲရှီစုထပ်ပြီးတော့တောင်းသွားတယ်ချယ်လူကီတီနောက် shot ပြန်ပြီး damage ပေးဖို့တော့ထပ်ပြီးချိုးသားနေတာဒါပေမဲ့ဝင်လာခဲ့တဲ့ဘူရဲ stand တွေကြားထဲမှာတော့ထပ်ပြီးတော့ damage ပေးဖို့တော့မဖြစ်ပါဘူးနောက်တော့ပြန်မှာဒီကိုလောက်လိုက်ဆိုနေတယ်ပဲအားလေးသားCherry Turkey မိသားစုတွေပတ်သက်ပြီး response ပြန်လာရင် Platin တော်လေးတော့ sticky ဖြစ်နေသေးရဲ့ဗျာ Yan Ace ရဲ့ phone တွေကြားထဲမှာပြန်ပြီးတော့ဝင်ရောက်လာခဲ့တဲ့ Platin ရဲ့ damage တကယ်ကိုများနေတယ် Yan Ace ချိုးထားတယ်ဒီထဲမှာ can import တွေချစ်ချစ်ပြန်ဆိုလိုက်တော့ဟိုးနောက်မှာတော့ Messi ရဲ့ damage တွေကြားထဲမှာ image တောင်းသွားတယ်လို့ Yan Ace ကိုပြန်ရလိုက်သေးရဲ့ဗျာဟိုရဲ့ဖန်ကနေငယ်လေးကိုရှိသွားခဲ့တယ်ဆိုပြီး Messi တကယ်ကိုနဲ့ import တွေနဲ့ new ပဲ Cherry Qလိုက်ပြီးခလစ်က S1 ထပ်ပြီးမှတော့မမယူဘဲနဲ့ပဲနောက်ဆုံး 5v3 ဖြစ်နေတဲ့တိုင်းတာတခုကိုပြေအောင်ယူတဲ့တယ်လေးကိုထပ်မှတ်ပြီးကြည့်ရမယ်ဒီနေ့ဝဲအကြဆုံးတော့ဝဲနေတယ်ထပ်မှတ်ပြီးသတ်မှတ်ရမယ်ဒီတော့မက်ဆီလေးနဲ့တော့လောနေတယ်ဒါလေးဝဲအပ်ဖို့တော့ပြေးတယ်ဒီတော့မှပွဲမအပ်ဘူးဆိုတော့နောက်ပိုင်းဒီမှာဒီတက်ပို့ပြီးတော့တကယ်သွားနိုင်တယ်ဆိုတော့ဒီ ending ကိုလောက်ထပ်ပြီးလောက်သွားနိုင်တယ်ထပ်ပြီးကြည့်ရမယ်ဗျာဂျန်နီခဲ့တဲ့မေဂါလေးတွေကိုလည်းကန်အလီကပေးထားတဲ့ damage တွေဒါမှထည့်ရလိုက်တယ်နောက်ဝင်းတဲ့နောက်ဆုံးတို့ပြေးလိုက်ပြီးတော့ဂျူလာနေ S1 ကိုခလစ်ကအလားလေးပြန်ပေးထားတယ်ဝိုင်းချက်ဟိုကထည့်ရလိုက်တယ်လည်းပေါ်စင်းပြန်ပြီးတော့တိုင်းတဲ့ rubber ပြီး damage တွေဒါမှ Yan Ace ကျင်းဝင်လာတယ်ဆိုပြီးဒီဝဲ damage တွေဒါလည်းမှာတော့ rookie စပြီးကြပြီးတော့ဒီဘောလုံးထပ်တိုင်းနဲ့ Messi ရဲ့ body တွေပြန်ရထားရင်းနဲ့ပဲနောက်မှရှိပြန်ပေါက်မှာတော့1-1ပြီးတော့ပလာတီတရားရအောင်ပဲထားနိုင်ပြီဗျာအဲ့တော့မှတော့လည်း3ပေးလာတယ်ဆိုပြီး damage တွေကြားထဲမှာတော့တော့တစ်ဖက်ထားတယ်ဆိုပြီးရှိသူမြင်လွဲသွားတဲ့
တိုင်းမှာဒီကိုရဲ့ air strike ကိုပါတက်ခဲ့နေရတယ်မရှိသူဘယ်တယ်မှာတော့မရှိတော့ဘူးဗျာဒီကိုအရင်ကလွဲသွားတယ်ဆိုရင်နောက်ကလွဲလူကပိုလွဲနေတယ်ဗျာနော်ဒီမှာလွဲသွားတယ်သွားပြီးတော့လွဲသွားလို့ဆိုတော့ဒီကိုပြန်ပြင်းလို့ရတယ်ဗျာဒီစိတ်ချင်းကိုလွဲနေပြီဆိုတာတန်ကောင်းမဟုတ်ဘူးပြီးမှတော့သွားပြချင်တယ်ကိုရဲ့ချီလို့ဘာလို့သွားပြစီနေကနေကိုဒီချားပြန် ace Dreamer နဲ့ပြန်ပြီးထိတာကျွန်တော်ပါနေတယ်ပဲ even damage တင်ချားမပေါ်ရဲပြန်ပြီးပေးလိုက်ရပြီဗျာ Cherry Judy စိတ်ကို short ထားသေးတယ်တက်လာတဲ့ quick wave တွေကိုသူတို့အရင်ဆုံးရှင်းရမယ်ဆိုတော့သိရဗျာဒီအချိန်မှာတော့နောက်ထပ် law objective fight တခုကိုကျွန်တော်ကြည့်ရဖို့အတွက်ကတော့ကျင်းနေတလောက်တော့ရှိနေပါပြီအဲ့တော့ဒီ game number 1ကိုဘယ်တင်းကပြန်ပြီးဥဆောင်သွားမလဲဆိုတော့တကယ်ဝေခွဲရခက်ခဲနေခဲ့ပါပြီရောင်းဆိုရင်လည်းပဲ law တီလဲ9ချိန်မြောက် law ဆိုတဲ့တိုင်းလာတခုရောက်ရှိသွားခဲ့ပြီဗျာစက္ကန့်20လောက်လိုသေးတယ်မသိစီအတွက်တရင်ကောင်းတော့မဟုတ်ဘူးဗျာဒီဘက်ကနေပြီးတော့ကျွန်တော်တို့လာတယ်ဒီခွေရုပ်လက်လွတ်တော့မခံအောင် Cherry Judy ပါနေတဲ့အားလာချက်တွေပဲအဲ့လေးတော့နားနေပြီအလီဒါရှိမှတော့ဆွဲတော့မရှိတော့ဒီရောက်ကောင်းကောင်းယူတော့နားလေရှီဇူဖန်တစီတွေနဲ့ပဲမက်ဆီကိုမောင်းထုတ်ပြီးတော့လုံနေတယ်ဒီကို air strike ကိုတော့ရောက်တော့ဖြစ်သွားသေးတယ်ဆိုတဲ့အချိန်မှာ law objective ကိုတော့ဒီအချိန်မှာတော့ platin နဲ့ရောက်တော့ပိုင်ဆိုင်ထားသေးတယ်ဗျာအဲ့တော့မှ leader crown လေးပါထည့်ရထားနေပဲ leader input ထည့်လေးပါထည့်ရ wine chat ထက်အပေးမှနေမှာနောက်မှရောက်လာတဲ့ damage တွေကြားမှာ leader ကိုဖြတ်ဖို့တော့ကြိုးစားခဲ့တယ်မရလိုက်ဘူးဗျာအဲ့တော့ပြန်ရောက်လာမှဗတဲ့ပြန်ဟဲဖို့တော့ကြိုးစားရဆိုပေမဲ့ platin လောရထားတဲ့အတိုင်းပဲတခုမှတော့ပပနဲ့လေးနဲ့ပဲနောက်ကိုပြန် for ထားနေပဲ law နဲ့တူဗတဲ့ပြန်ဆိုင်ဖို့တော့ကြိုးစားနေတယ်ဗျာဒီကို air strike နောက်ပြန်ဝဲထားတယ်ဆိုပေမဲ့ဒီ ultimate တိုင်းပဲရောက်သွားပြီးတော့နေတယ်မရှိဘူးဒီချိန်မှာပဲစီရီယောနဲ့ form နေတယ်ဒါပေမဲ့ဒီ second တော့မကြောက်ဘူး second တော့ပဲဆောင်းနေဒါတော့ game ကတော့ဒီ model ပိုင်းပါလာပြီလို့ဒီတော့ high ground တက်မဲ့နေကြတော့ platin အများကြီးတော့ပြင်ဆင်လာခဲ့ပါဒီမဲ့ဒီအနေငယ်လေးတိုင်းပဲတွေလွဲသွားခဲ့တယ်ဆိုပေမဲ့ရရှိထားတဲ့ UV ရရှိထားတဲ့ဒီ damage တွေကြားထဲမှာတော့သူပြင်ဆင်လို့ရတယ်အဲ့ဒါမှ white chat ထပ်ပြီးနောက်မှာတော့ yeah ဒီဝင်မရှိစု drone လေးခရိုက်မှုနဲ့ကြိုးစားနေတယ်ပိုရဲ့မရရောက်တစ်ဖက်သားနဲ့ပဲ leader bankers timing တွေကြားထဲမှာ Messi အပေါ်တော့ defensive ပြန်ပြလောက်ထားဖို့နဲ့ကြိုးစားနေပါသေးတယ်အဲ့ဒါမှတော့ ရန်ဝင်လာတဲ့ဟာကိုတော့အလီဒါပြန်ပြီးဆက်ထားနိုင်တယ်လို့ဒီကိုရဲ့ S way တွေကြားထဲမှာရဲချစ် import တဲ့ဟိုကပြန်ပြုံးနေနေပဲပေါ်တော့ defensive တခုကို Messi ဆက်လက်ပြီးတော့ပြန်သက်ထားတော့မှာပဲဒီချိန်မှာကောင်းလာတဲ့ကိုချက်သားနေနေပဲ even ဒီတော့ရုံးထွက်ဖို့အတွက်ကတော့မပြင်းနိုင်တော့တဲ့အစိုးမှာပထမဆုံးအခွင့်ပဲလေးမှာ Messi ဒီတို့ရဲ့ see the glory see the day ဆိုတဲ့အရာလေးကိုတော့တသိပြနိုင်ခဲ့ပြီဖြစ်ဖန်တာเนาะထနေကြီး3ချောင်းအကုန်လုံးမှာပါတယ်လီဒါတော့ဒူကမရပါဘူးဒီနေ့ sky ပြက်စာလေးတော့ဖြစ်ထည့်ထားတယ်ဆိုရင်ဂျားရဲ့ Messi တကယ်ကိုခက်ခဲချမ်းတဲ့ပွဲစဉ်တစ်ပွဲကိုတော့ game number 1မှာနဲ့စတင်ပြီးတော့ဖြတ်တန်းလိုက်ရပြီဖြစ်ပါတယ်တကယ်ကို game ပါဗျာအကောင်းဆုံးပွဲစဉ်တစ်ပွဲကို